ဒီနေ့ငါကတော့ရှယ်ပဲငါမြေးရေအိမ်ကြမင်းအဖွားနဲ့ငပိရေကြိုပြီးဒီငါလေးချက်စားလိုက်လို့ကတော့မိန်ပြီမြေတို့ထမင်းမစားခင်ငါလေးกินပြီးပပပုတ်ကြမလား မင်းအဖွားတော့မသိစေနဲ့ ငါ့ကိုအဖကင်ထားလိုက်မယ်မင်းတို့အရက်ဝယ်ပြီးအိမ်နောက်ဘေးငှက်ပျော်ပင်အောက်ကစောင့်နေငါလာမှတောက်နော်ဟဲ့ကောင်တွေတင်လုံးမိမခုနငါးတွေချက်ထားအောင်နော်ဒီမှာနှစ်မြေးတွေငါးကင်စားခြင်းလို့တဲ့ကင်ပေးပြီးရင်သွားပေးလိုက်အောင်မယ်ဒီငှက်ကင်လေးနဲ့မြည်ကြကွာ အာနာစရာအဖရဲ့ကျေးဇူးတင်ပါတယ် အဖိုးကြီးကတော့ပြန်မလာတော့ဘူးဒီအသက်ရွယ်ကြီးရောက်နေပြီခုထိတောက်ရစားရရင်ပျော်နေတော့ခက်ပါတော့ရေ အဖိုးအဖွားတင်လုံးစုနေမယ်နော်ရပါတယ်ငါမြေးတို့ရာမင်းတို့အဖွားတင်လုံးကိုအားပွားပေးလိုက်အရာရာโอเคပြီပဲတင်လုံးရေတင်လုံးအချစ်လေးတင်လုံးကိုပြန်လာပြီကွာ အဖိုးကြီးအသက်ကကြီးပြီခုထိအကျော်ထကျင်သေးလား